လေးကလှလိုက်တော့အဲ့လိုနေမြင်တော့အားနှမျိုးတယ်ဟာအေးလှလိုက်တာငါတူမလေးလှချက်ဦးနဲ့တူလို့နေမှာပေါ့ဒါပေါ့ငါတူမရသမီးဟိုဝယ်ထားတဲ့ဟာလေးတွေဟောအမေလည်းပေါ့ပေါ့ပါလေးပဲဝယ်လိုက်တော့မယ်လေပေါ့ပေါ့ပါလေးပဲအော်လာပြီဟုတ်တော့မိတ်ဆက်ပေးအောင်မယ်ဟေးဒီနှစ်ထဲညီတူမမင်္ဂလာတဲ့နော်ဟမ်မမကြီးတကယ်မကြပါမကြတဲ့မမကြီးရဲ့နော်ပြောမလို့ပါပဲအေးငါတို့ကလည်းအေးညီတူမအချောလေးကိုဟေးနှမျောလုံးနေပါအောင်ဆိုတို့သားဘက်ကမရဘူးစို့အဲ့ဒါနဲ့စီစဉ်ဖြစ်သွားတာပါအေးတို့သားမိကျွေးနေနေတိတ်လာလားမသိဒါနဲ့တားကဘာလုပ်တော့တာတော့ရောင်းဝယ်ပဲလားဆရာဝန်ပါခင်ဗျဟမ်ဆရာဝန်ဒေါက်တာဆရာဝန်နဲ့မိမရဲ့အော်အေးအဲ့ဒါဟဲ့ညီကိုကကိုဖြစ်ပြက်နေတာအမတော်တော်မျိုးနှမျောလို့တဲ့ကလေးငယ်သေးတယ်ဟာငါလည်းတခါမှခွဲဘူးတာမဟုတ်ဘူးအော်ငါကြရဲ့တတိကညာအခါမလဲဆိုတော့တကားလည်းရှိသေးရဲ့လေဒါနဲ့ပြောရအောင်မယ်ညီတို့တမိသားစုလုံးအဲ့ရွာလိုက်ဖို့ပြင်နော်ရှေ့လာထဲမှာလာတောင်းပါတဲ့ဝိတ်စရာရွှေတစင်စားစိတ်တစင်စားနဲ့နော်အော်80K ကတစ်စင်စားလိုက်ရမှာနော်ညီတို့လိုက်ရပါမမကြီးရဲ့ကျွန်တော်ဒီတူမလေးတယောက်တည်းရှိတဲ့ဟာကိုအေးအဲ့လိုသင်ကောင်းသားကောင်းရဝမ်းသာတယ်ငါတူမလေးအေးမိမကလေးတွေစားရအောင်လုပ်ပါဦးတခုစီစဉ်ပါဦးဟာအေးဒီပေးမယ်နော်ဟဲ့